နေရမဲ့ကံနေကုန်လို့ကိုဘဝနေဝင်ခြင်းရောက်ပြီပိဋကရဲ့ပဂရိနေကြီးကတော့လူသားတိုင်းအတွက်တစ်ချိန်နဲ့ဝင်သွားတာတတ္တဝအသီးသီးရဲ့နေဝင်ခြင်းကတော့ဘယ်တူနိုင်မှာလဲဗျာဟိုလူကတော့နှစ်ပေါင်း80ကျမှနေဝင်မယ်ဒီလူကတော့90နဲ့နေဝင်မယ်ဟာဒီလူကတော့20လောက်နဲ့နေဝင်မယ်တချို့တို့လာသားလေးလောက်နဲ့နေကစောစောစီးစီးဝင်သွားရောဟုတ်လားကံကုန်မိုးချုပ်လက်တွဲဖြုတ်ကပဂရိမိုးချုပ်တာကတော့အချိန်ကြမှချုပ်တာဒကာသမားတို့ဦးဇင်းတို့ရဲ့ဘဝမိုးချုပ်တာကတော့ချုပ်ချင်တဲ့အချိန်မှချုပ်သွားနိုင်တယ်ဟုတ်ရဲ့လားအဲ့ဒီလိုမိုးချုပ်တဲ့အခါမှာတွဲထားတဲ့လက်ကလေးတွေကိုမဖြုတ်ချင်လဲဖြုတ်ဖြုတ်ချင်လဲဖြုတ်ဟိုကအတင်းဆွဲထားလဲဟိုကဇွတ်ချုပ်ပြီးတော့သွားမှာပဲဟုတ်လားကံကုန်မိုးချုပ်လက်တွဲဖြုတ်ကသုတ်သုတ်လျှောလျက်ခရီးနှင်သည်အဲ့ဒီအချိန်မှာခတ်တုတ်တုတ်ပဲအချိန်မရှိဘူးဟုတ်လားနှုတ်ဆက်ချိန်လည်းမရှိဘူးအလွမ်းသေးချိန်လည်းမရှိဘူးတချို့တို့ပြုံးကနေတိုင်းကနေရှိတော့ဘူးတဲ့ခကြီးထွက်သွားတာမမြန်ဘူးလားမြန်နေဇေယျဘောကဆင်းသွားတာမမြန်ဘူးလားမြန်နေကံကုန်မိုးချုပ်လက်တွဲဖြုတ်ကသုတ်သုတ်လျှောလျက်ခရီးနှင်သည်အချိန်မရှိဘူးအချိန်မရှိဘူးသွားချိန်ကြရင်မြန်မြန်သွားရတယ်ရက်နေတော့ဆင်းရမှာဆိုရင်ထိုင်ချိန်ထိခွင့်မပေးဘူး